ဒုတိယကမ္ဘာစစ်ဟာလက်နက်ကြီးများဒုံးကြီးများတပ်မတော်များအကြားစစ်ပွဲတစ်ခုသာမဟုတ်ခဲ့ပါဘူးလူသားတဦးကိုစမ်းသပ်ပစ္စည်းအဖြစ်အသုံးပြုခဲ့တဲ့အမှောင်မိုက်ဆုံးစမ်းသပ်မှုများလည်းဖြစ်ပွားခဲ့ပါတယ်ဒီလေးမှာပြောပြမယ့်အကြောင်းအရာကတော့ဒုတိယကမ္ဘာစစ်အတွင်းနာဇီခေတ်ဖြစ်ပွားခဲ့တဲ့လူသားအပေါ်ဆေးပညာဆိုင်ရာစမ်းသပ်မှုများပြုလုပ်ခဲ့တဲ့အကြောင်းတွေဖြစ်ပါတယ်1933ခုနှစ်မှာအေဒဖ်ဟစ်လာအာဏာရပြီးနောက်လူမျိုးခွဲခြားမှုအယူဝါဒများတိုးမြင့်ကျင့်သုံးခဲ့ပါတယ်သူတို့ရဲ့ရည်ရွယ်ချက်တစ်ခုကလူမျိုးတန့်စင်ခြင်းဖြစ်ပါတယ်ဒီအယူဝါဒဟာဆေးပညာနဲ့သိပ္ပံကိုတောင်နိုင်ငံရေးအကြောင်းပြချက်နဲ့အသုံးချစေခဲ့ပါတယ်စစ်စတင်ပြီးနောက်ဂျာမနီတွေသိမ်းပိုက်ထားတဲ့နယ်မြေများတွင်ချွေးသက်စခန်းများတိုးပွားလာခဲ့ပါတယ်အဲ့ဒီစခန်းတွေထဲမှာဂျူးလူမျိုးများနိုင်ငံရေးဆန့်ကျင်သူများစစ်အကျဉ်းသားများပါဝင်ခဲ့ပြီးစခန်းအများစုမှာအလုခိုင်းခြင်းအစာအာဟာရနည်းခြင်းကျန်းမာရေးအခြေအနေဆိုးရွားခြင်းများဖြစ်ပွားခဲ့ပါတယ်ကိုအပူချိန်ကြောက်စင်ခြင်းစမ်းသပ်မှုများအီရန်အောက်မှာလူခန္ဓာကိုဘလို့တွန့်ပင်တယ်လေဆိုတာကိုစမ်းသပ်ခဲ့တယ်လို့မှတ်တမ်းများတွင်ရှိခဲ့ပါတယ်ယောဂနဲ့ကာကွယ်စီစမ်းသပ်ခြင်းကူးစက်ယောဂများကိုတချို့အကျဉ်းသားများအပေါ်စမ်းသပ်ခဲ့တယ်လို့စစ်အပီးစုံစမ်းမှုများတွင်ဖော်ပြထားပါတယ်ပိုးသက်ခြင်းစမ်းသပ်မှုများလူမျိုးတန့်ရှင်းရေးမူဝါဒအရအချို့လူများကိုတအိမ်ဆိုင်ရာစမ်းသပ်မှုများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်ဒီစမ်းသပ်မှုများကိုဆေးပညာရှင်အချို့ကဦးဆောင်ခဲ့ကြပြီးတရားရုံးနှင့်ဆွဲဆိုခံခဲ့ရပါတယ်1945ခုနှစ်မှာမဟာမိတ်တပ်ဖွဲ့များနာဇီစခန်းများတွေကိုဝင်ရောက်ထိန်းချုပ်ပြီးလွတ်မြောက်စေချိန်မှာအဲ့ဒီစခန်းအကွင်းဖြစ်ပွားခဲ့သောအမှန်တရားများကိုကမ္ဘာလူထုသိရှိလာခဲ့ပါတယ်မတ်တမ်းများတက်တီများစာရွက်စာတမ်းများကိုစုစည်းပြီးစစ်အမှုများကိုတရားစွဲဆိုခဲ့ပါတယ်စစ်ပြီးနောက်နျူရမ်ဘတ်စမ်းသပ်မှုများကိုကျင်းပခဲ့ပြီးဆေးပညာရှင်များအပါအဝင်လူသားအပေါ်စမ်းသပ်မှုများပြုလုပ်ခဲ့သူများကိုအမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်ထိုအမှုများမှတဆင့်လူသားအပေါ်ဆေးပညာစမ်းသပ်မှုများပြုလုပ်ရာတွင်အပြည်ပြည်ဆိုင်ရာစံနှုန်းတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ထိုစမ်းသပ်မှုများကြောင့်နျူရမ်ဘတ်ကိုလူသားခွင့်ရေးအခြေခံဆေးပညာစမ်းသပ်မှုစည်းမျဉ်းများပေါ်ပေါက်လာခဲ့ပြီးယနေ့ခေတ်တွင်လူတဦး၏သဘောတူညီချက်မရှိဘဲဆေးပညာစမ်းသပ်မှုပြုလုပ်ခြင်းကိုအပြည်ပြည်ဆိုင်ရာဥပဒေများကတင်းကျပ်စွာတားမြစ်ထားပါတယ်ဒီအခန်းဟာလူသားသမိုင်းထဲမှာအနာကျင်ဆုံးအခန်းတစ်ခုဖြစ်ခဲ့ပေမယ့်လူအခွင့်အရေးနဲ့ဆေးပညာစံနှုန်းများတိုးတက်လာခဲ့ပါတယ်